မင်္ဂလာပါရှင်ဒီခေါက်လေးမှာခြီသားလေးပြပေးမယ်နော်ဒီအစင်လေးကကျွန်မခြီနဲ့တိတ်မရောင်းဖြစ်ဘူးပိုးနဲ့ရောင်းဖြစ်တာများရယ်နော်ဒီခေါက်တော့ခြီလေးပါပါတယ်ရှင်ဒီခြီတွေကကြတော့သူကဟိုစားအမဲခရမ်းပေါ့နော်အမဲထဲမှာဖောက်ထားတဲ့ခရမ်းအရင်လေးပါသူ့ရဲ့ဒီလိုမျိုးအမိတ်ကကြတော့တပင်နဲ့ချိတ်ကလေးနဲ့ခရီးပွင့်လေးနဲ့ရောထားနော်ဒီလိုမျိုးလေးပေါ့သူ့ရဲ့ချိတ်ကလေးကမြင်မှုနဲ့ဒီချိတ်စင်အပြည့်စင်လေးလည်းကျွန်တော်ရောင်းတယ်နော်အထဲမှာသူက spot လေးတွေလည်းပြည့်တယ်စိတ်လဲစိတ်တယ်ပြည်လဲပြည်ရပေါ့နော်သူကခြီသားကောင်းကောင်းနဲ့ခတ်ထားတာပါဒီထဲမှာခြီလေးအုပ်ပြပေးပါမယ်ရှင်ခြီသားဝန်းစိတ်ကလေးကိုစင်းလုံးလေးက3,800ပါနော်ဒါလေးကအပွင့်စိတ်ပါနော်ဒီလိုစိတ်ကလေးတွေပါအပွင့်ပုံစံဆက်ဆန်းလေးပေါ့နော်ခရမ်းအရှင်လေးကြလေးရတော့ခရမ်းကိုမှလေဒီတရားတိုင်းစိုးလေးနော်တော့မမွဲစိုးလေးဒါလေးဒါလေးကနံပါတ်က200နဲ့မှ50နဲ့6လေးထည့်ပါရှင်နောက်တစ်ထည့်လေးကကြတော့ဒီပါဒါလေးကကြတော့ငပိရောင်ဟုတ်လားမြင်းချင်းငပိမြင်းချင်းငပိရောင်လေးကာလာလေးပေါ့နော်သူ့ရောင်လေးဆက်ဆန်းလေးနော်ကာလာလေးလာခဲမြင်းကြီးလာပါလေအဲ့လိုကာလာလေးပေါ့ခေါ်ရခဲ့တယ်ဒီအစင်အရန်ဒီအစင်လေးနဲ့ဒီကာလာလေးနဲ့ဘယ်လိုပြောမလဲအပွင့်နေတဲ့စိတ်ကဆိုတော့လေရှင်းလေးချုပ်နေပွဲလေးပါလေးတော့သွားလို့ရတယ်ရှင်းလေးနဲ့နားရနော်ဒါလေးကနံပါတ်လေးက250အပွင့်အရန်မကျဲဘူးနော်ဒီမှာစစ်စစ်လေးပါအတိုင်စစ်စစ်လေးခတ်ထားတာနောက်တစ်ထည်လေးကကြတော့ဟိုစားစီးရပက်စီရအရင်လေးပေါ့နော်ပက်စီရအရင်လေးဒါလေးကဒါလေးကတော့လေအယောင်ကြီးကအကုန်လုံးကရောင်စုံလေးတုတ်ထားနော်ပန်းချီလေးတွေအမိတ်ကအရင်ကတိုက်ဒါလေးကလည်းနံပါတ်က258ပါနောက်ဆုံးအယောင်ကြီးကကြတော့ခုနခဲနေကြီးနဲ့ဒါခဲရောင်ခဲအရင်ပေါ့နော်ခဲရောင်ပြီးကိုရောင်ပါဆိုတာဒီလိုရောင်လေးနော်ဂိုက်ကလေးတွေကတော့9000ကျော်တွေပဲအားလုံးနော်အေးသူရန်ကောင်းတဲ့ခြီသားရှာရလို့ဆိုဝတ်ပါနော်ဒါလေးတွေကလေခြီလေးကောင်းကောင်းလေးနဲ့မြင့်ကလေး259ပါကော်ပိတ်ကလေးကတ်ချုပ်ရင်တော့လေအထည်ကော့ကော့တင်းတင်းကြာရှည်သုံးတာပေါ့နော်ဟိုခြီပဲဒီတိုင်းဒီလေးဝတ်ပဲဆိုရင်လည်းခြီဆိုင်မဲ့ချုပ်မယ်ဆိုလည်းချုပ်လို့ရတာပဲလေနော်အေးလေးပို့ရတာပေါ့အေးတဲ့အရသာခြီရရတာကိုတရားခိုင်လုံးပြည့်ခံစားရတာပေါ့နော်အဲ့တော့ခြီသားလေးပြတဲ့အတွက်ကြောင့်လေးအုပ်ရှိတယ်စိတ်တဲ့ချိန်လေးတွေ့ရှိပေးပါဦးနော်